မြောက်ကလေးနဲ့မိကြောင်ဘိုးရှိရှိတော့ကကြီးမားလာတဲ့တပေပင်ကြီးတပင်ပေါ်မှာအရန်ကိုသဘောကောင်းနဲ့မြောက်လေးတစ်ကောင်နေထိုင်တဲ့ကွယ်တပေပင်ကြီးမှာတီးနေတဲ့အသီးတွေကလည်းဗရမ ्या ခဲလို့နီးရဲပြီးစားလိုက်ရင်ပြားရည်လိုချိုးမယ်လွန်းတဲ့ဒီလိုနဲ့ပဲမြောက်ကလေးကနေ့တိုင်းအဲ့ဒီအသီးတွေစားပြီးပျော်ရွှင်နေတော့တာပေါ့ကွယ်တနေ့မှာတော့မိကြောင်တစ်ကောင်ဟာအစာရှာရဲတပေပင်နားကိုရောက်လာလေတဲ့ဒီလိုနဲ့ပဲမြောက်ကလေးကလည်းဟေ့မိကြောင်ကြီးတပေသီးတွေမိကြည့်ပါအောင်ဆိုပြီးခူးကျွေးလိုက်တော့တာပေါ့ကွယ်မိကြောင်ကြီးကလည်းဗိုက်စားနေတာတဲ့အတော်ပဲဆိုပြီးစားကြည့်လိုက်တဲ့အခါမှာတော့ဟာတကယ်ကိုရတာရှိတာပဲဆိုပြီးအံ့ဩသွားတော့တာပေါ့ကွယ်အဲ့ဒီနေ့ကစပြီးမိကြောင်ကြီးကနေ့တိုင်းမြောက်ကလေးစီလာတယ်လို့မြောက်ကလေးကလည်းနေ့တိုင်းအသီးတွေကိုခူးကျွေးလေတဲ့ဒီလိုနဲ့ပဲသူတို့နှစ်ဦးကအရန်ခင်မင်းနဲ့တငယ်ချင်းတွေဖြစ်သွားတော့တာပေါ့ကွယ်တနေ့မှာတော့မိကြောင်ကြီးကသူစားရတယ်လို့သူ့ရဲ့ဇနီးကိုလည်းကြွေးချင်တာနဲ့ပဲတပြေတီးကိုအိမ်တို့ယူသွားပေးလေတဲ့ဒီလိုနဲ့ပဲမိကြောင်ရဲ့ဇနီးကတပြေတီးကိုစားကြည့်လိုက်တဲ့အချိန်မှာပဲဒီတပြေတီးတွေကတလောက်ချုံနေဓာတ်တွေကိုနေ့တိုင်းစားနေတဲ့မြောက်ရဲ့အသေးဟာဘလောက်တောင်ချုံမလဲဆိုပြီးအတွေးဝင်သွားတော့တာပေါ့ကွယ်ဒီလိုနဲ့ပဲမိကြောင်ရဲ့ဇနီးကမိကြောင်ကြီးကိုမြောက်အသေးစားခြင်းကြောင့်မရမကပူဇာတော့တာပေါ့ကွယ်မိကြောင်ကြီးကလည်းငြင်းမရနိုင်တဲ့အဆုံးမှာတော့သဘောတူလိုက်လေတဲ့ဒီလိုနဲ့ပဲမိကြောင်ကြီးကမြောက်ကလေးစီအလဲသွားပြီးသူ့အိမ်ကိုအလဲလိုက်လာဖို့လိမ့်လေလှည့်ဖြာကောင်ခေါ်ဆောင်လေတဲ့မြောက်ကလေးကလည်းသူ့တငယ်ချင်းကိုယုံကြည်တာနဲ့ပဲကြောပေါ်တက်ပြီးလိုက်သွားတော့တာပေါ့ကွယ်ဒီလိုနဲ့ပဲမြစ်လေရောက်တဲ့အခါမှာတော့မိကြောင်ကြီးကစိတ်မကောင်းစွာနဲ့ပဲအချောင်းဆုံးကိုပြောပြလိုက်တော့တာပေါ့မြောက်ကလေးကလည်းအရန်လန့်သွားပြီးမှချက်ချင်းပဲစိတ်အေးထားပြီးမိကြောင်ကြီးကိုဒီလိုပြန်ပြောလိုက်လေတဲ့ဟာမိကြောင်ကြီးရဲ့အစတွေကပြောပါလားငါတို့မြောက်တွေကအပြင်ပေါ်မှာအမြဲခုန်ပေါက်နေတာဆိုတော့အသေးပြုတ်ကြမှာဆိုလို့တစ်ပိပေါ်မှာချိတ်ထားခဲ့ရတာလေအခုအသေးကအပြင်ပေါ်မှာကြံခဲ့ပြီးမမြန်ပြန်လဲမလို့ပြောလိုက်လေတဲ့ဥတူတူဖြစ်သွားတဲ့မိကြောင်ကြီးကလည်းမြောက်ကလေးရဲ့စကားကိုယုံပြီးကန်းချစ်ကိုအမြန်ပြန်ကူးတော့တာပေါ့ကွယ်ဒီလိုနဲ့ပဲကန်းနာရောက်တော့နဲ့မြောက်ကလေးကတစ်ပင်ပေါ်ဝုန်းကနေပြစ်တက်သွားပြီးဟေးမိကြောင်ကြီးစားကြီးရဲ့ဘသူကမြန်အသေးကိုအပြင်ပေါ်မှာချိတ်ထားမှလဲမင်းကပေါ်တစ္ဆာဖော်လိုက်ပြီးငါတို့တငယ်ချင်းမဟုတ်တော့ဘူးဆိုပြီးမောင်းထုတ်လိုက်လေတဲ့ဒီလိုနဲ့ပဲမိကြောင်ကြီးကလည်းသူ့ရဲ့အကောင်းဆုံးတငယ်ချင်းကိုထောင်ရဆုံးရှုံးသွားတော့တာပေါ့ကွယ်ပုံမြင်လေးရဲ့ပေးခြင်းတဲ့သင်္ကန်းစာကတော့ငယ်ချင်းကောင်းဖို့ဘယ်တော့မှတစ္ဆာမဖောက်ဘူးရဲ့အသက်အန္တရာယ်ကြုံလာရင်ကြောက်လန့်မနေပဲစိတ်အေးထားပြီးညံသုံးပြီးဖြည့်ရှင်းပါကအသက်ချမ်းသာရနိုင်တယ်တဲ့ကွယ်